မပေါ်တဲ့ခေဝိုင်းမဲမတီနော် ဖောတိခိအဲ့ဒီအိုင်တောက်ပံနာကတော့မှနှက်ဝက်ထားခြင်းခံရတယ်သူမိဘနှစ်ပါးကတော့ခုထိပါမှမင်းမရသေးဘူး အဲ့ဒီနေရာက多抽间内路定မသွားရဲ့ကြောက်ဘူး ဟောတိခိကိုခုထိမတွေ့သေးဘူးငါတို့လည်းຢာရဲမသွားရဲတော့ဘူး ဒီတိုင်းဆိုမဖြစ်တော့ဘူးငါသွားမှဖြစ်တော့မယ်ဖောဝါ ဒီနေ့တော့သွားပါတော့6အရင်ကျန်းတာနော် မင်းဒီနေ့တော့ကဆိုပြီးချင်တယ်တော့ ညကွေးမဲချင်ရင်ဒါကိုယူလိုက် ဝင်ပူးကျင်အောင်လူကိုခုအုံမခွက်ထဲအနားယူလိုက်စမ်း ငါ့ကိုတက်လိုက် ဒီ main ကလေးခန္ဓာကိုယ်ကိုပဲပြန်ပေးပါငါဒါပဲပြောမယ်မဟုတ်ရင်တော့ငါ့ကိုအစိုးမစိုးနဲ့ အဲ့လောက်လွယ်မယ်ထင်နေလား Oh no, move! အဲ့မှာရက်လိုက်ပါဒီနေ့မင်းနဲ့ငါစရင်ရှင်းမှဖြစ်တော့မယ် တဘောပဲ မင်းမဲဖြစ်တဲ့နေ့ကိုပြန်တွေးကြည့်ပါတေချာစဉ်းစားမင်းတို့ပြည်လာတဲ့ငါရွယ်ချက်ကိုဖျက်ဆီးလိုက်တာပဲမင်းအဲ့ဒီနေ့တက်သွားတဲ့ကြားကအဲ့ဒါငါပဲငါတေသွားမှန်းမသိတဲ့အချိန်မှာငါဝိညာဉ်ကလိုက်သွားပြီးဖောတေခီကိုဝင်ပူးလိုက်တာပဲအဲ့တော့မင်းကိုတက်မယ် ငါလည်းမင်းကိုညမှာမဟုတ်တော့ဘူးနော် 多激动！先来假山ဂျာမလီကအဖိုးရဲ့မိဘလူလေး ကျွတ်တော်သူ့ကိုမတိုက်ချင်ပါဘူးသူပဲရန်လူနေတာပါ မတိုးတာအောင်သူ အဖိုးဒီပါလေလူလေးကကြောင့်ခုတူကိုနားလဲပေးပြီးကလေးမရဲ့ခန္ဓာကိုယ်ကိုပြန်ယူသွားလိုက်ပါအဖိုးလိုပြန်ခွင့်ပြုပါကြာဟာမလေးဖိုးနောက်ပြန်လိုက်ခင်တော့ သမီးလုပ်ခဲ့တဲ့အဖြစ်တွေအားလုံးအတွက်အဖိုးကိုသမီးတောင်းပန်ပါတယ်ဖိုး လက်သားလိုက်တယ်တမဲလေးလေးလေးသေးအမေ